မင်းတို့ဘာမှမသိပါဘူးကွာမင်းတို့တကယ်ချင်းဈေးရကြောင်းငါသမီးလေးသမီးဟာအဖေပြန်လာတော့မသိလိုက်ဘူးအေးပါသမီးရလေခါတိုင်းအဖေပြန်လာရင်ကြိုနေကြဒီနေ့တော့မကြိုပါလားလို့မျက်နှာနဲ့ပြုံးစီစီနဲ့ဘာတွေသဘောကျနေရတော့သမီးရဲ့ဟမ်ဟာမပေါ့ဖြစ်ဒီလိုပါထိုင်ပြီလားဟာငါသမီးကတော့လေဒီနေ့အဖေလည်းလာမကြိုဘူးဘာတွေကိုပြောတာရှိလို့လဲအဖေကိုပွင့်လင်းပြောစမ်းဒီလိုဖေရဲ့အဖေကိုလည်းပုံဝင်လင်းလင်းပြောနေကြဆိုတော့လိန်ကျုံသမီးမှာပြောလေသမီးမှာဘာဖြစ်လဲသမီးပါသမီးသဘောကျပြီးတော့ချစ်ရတဲ့ကောင်ရှိတယ်ဟေးဟာခေတ်ကာလသားသမီးတွေမြန်လိုက်တာသမီးရဲ့အေးပါအဖေကိုအခုလိုပုံဝင်လင်းလင်းပြောတာကိုပဲအဖေကဝမ်းသာနေပါပြီတခုတော့ရှိတယ်သမီးလေးရဲ့အိမ်တော်ပဲရွေးချယ်တာပဲဖြစ်ဖြစ်ချစ်သူရည်စားထားတာပဲဖြစ်ဖြစ်မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်လေးနဲ့မှန်ကန်မှုတော့လိုတယ်သမီးရဲ့ဟုတ်ကဲ့ပါဖေဖေအမေအခုသမီးရွေးချယ်ထားတဲ့ကောင်လေးကလည်းသမီးကိုတကယ်ချစ်တယ်ပြီးတော့သူကသမီးတကယ်လဲချစ်ရတဲ့သူဖြစ်တော့ဖေရဲ့သမီးရွေးချယ်ထားတာမှန်ပါတယ်ဖေရဲ့သမီးကလည်းအဖေကသမီးကိုချစ်တာတော့မိမတင်ပါဘူးဖေဖေကလည်းတူမမတူတဲ့ဟောဖေကလည်းအလကားစားတော့သမီးရဲ့အဖေသမီးလေးအခုလိုပြောနေတာရှင်နေတာကိုမြင်အဖေစိတ်ချမ်းသာပါတယ်ဒါနဲ့ဖေဖေအခုမှအလောက်ကပြန်လာဆိုဗိုက်စာနေပြီဆာလာဘောသမီးရဲ့အဲ့ဆိုခဏလေးစောင့်သမီးတောက်ခုနေမယ်နော်အေးနင်ဘာလုပ်တာလဲနင်ပြောငါ့ကိုမထားခဲ့ဘူးဆိုဘာလို့အခုလမ်းခွဲစကိုင်းငါ့ကိုလာပြောနေရလဲကျွေးရမလို့ပါနဲ့ငါတောင်းပန်ပါတယ်ငါ့ကိုမထားခဲ့ပါနဲ့ငါ့ဘုံမှာနင်မရှိလို့မဖြစ်ဘူးလှုပ်ဆမ်းပါဟာမိမလူတွေရှိရတယ်ရှက်စရာကြီးမဟာပြောမယ်နင်းပေါ်မှာဘာစိတ်မှမရှိဘူးနင်းကချစ်လည်းမချစ်တော့ဘူးဟုတ်ပြီလားနင်းလည်းနင်းဘွားနဲ့နေပဲနင်းလည်းရှောက်ပေါ့ငါလည်းငါဘွားနဲ့ငါလည်းငါရှောက်မယ်လေဆေးရငါပြောမယ်လူငယ်ပဲဟာချစ်တယ်ချိုက်တယ်ပြက်တယ်တဘာဝပဲနင်းဘာခံစားနေရလဲဘာဖြစ်နေရလဲဟုတ်ပြီငါတောင်းပန်ပါတယ်ငါနင်မကြိုက်တာလေဆိုတာငါပြင်ပေးပါမယ်ငါနင်မရှိမှငါမနေနိုင်ဘူးကြော်ရဲဟုတ်ငါလက်ကိုလှောပြင်လဲပြင်စရာမလိုဘာမှဖြစ်စရာမလိုဟုတ်ပြီလားနင်းပေါ်မှာဘာစိတ်မှမရှိတော့လားနော်ငါတော့ရှိလို့တော့တော့အဲ့လိုမပြောပါနဲ့ငါတောင်းပန်ပါတယ်ငါမထားရငါသမီးဒီနေ့တဲ့အဖေကိုလာမကြိုးဘာများလုပ်နေလဲမသိဘူးဒီကလေးလေးရတော့သမီးလေးဘယ်လိုဖြစ်ရလဲသမီးလေးရဲ့အဖေကိုပြောပါအောင်သမီးလေးရဲ့ तू ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲမသိဘူးဆိုတာဘူးလေးကမပြောတတ်တော့